ရှိတကုံဖရာသွားကြည့်စနေသားဆိုရင်စနေတောင်ကဖရာသွားကြော်တယ်ကျန်တဲ့ဖရာသူ့အတွက်အသုံးမဝင်လို့ဖြစ်သွားတယ်ဖရာဆိုတာတဆူလေးပဲစနေတောင်ကရှ िख ိုးမှစနေသားကောင်းကျိုးရမှာမဟုတ်ဘူးနော်ဖရာပဲရှ िख ိုးဖရာဆိုတာတူတူပဲအဲ့ဒါကြောင့်မို့အရေးကြီးတာကရင်းထဲမှာကိုယ့်ကိုစဉ်းစားကောင်းကျိုးချမ်းသာရဖို့ဆုတောင်းပြေဖို့အတွက်ငါမှပါရှိရမလဲတရားရှိရလားကံကံဤကျိုးကိုယုံကြည်တယ်ဖရာဤကုံကိုယုံကြည်တယ်ဆိုတော့တရားရှိရလားသီလငါးပါးသီလလုံရလားကိုယ်ချတရားကောင်းရလားတုဒ္ဒဘာသာရေးဘ ഹു တုဒ္ဒတကယ်ရှိရလားတရားဓမ္မအသိရှိရလားစာကကိုယ်မှာနှမျောတွန့်တုံမှုတွေလွှမ်းမိုးနေတာလားသို့မဟုတ်စွန့်ကြဲနိုင်တဲ့အနေအထားရှိတာလားပညာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိသလားအဲ့ဒီ၅ချက်ပဲအဲ့ဒီ၅ချက်ရှိတယ်ဆိုလို့ရှိရင်ဘယ်ဖရာပဲပူဇော်ဘယ်ဖရာရှိမှာပဲကုသိုလ်ကောင်းမှုလုပ်ပြီးဒီဆုတောင်းဒီ၅ချက်ကဆုတောင်းကိုပြည့်စေတာဖြစ်တယ်